So the next we met watching the council Arabano. Zero Majakima, Jimpame, Mary Help Sure, Christian Sure Hadebano, Christian Roa, my Maromuto, Merot Kima, Sure, council Lines, we met in Abano. So in Suze, content Lopiamalano, we met in the Chekataro, Blue Mune at Dindoma, the Christian Roa, my Marom Domerot Kimaka, develop pilale bono piloshin zero solution midasu tema ye piloshin janzaro mya tema sure ha bono. So number 2 ma jaro the how does it inserted in the litany so piro se akuku kai la ye ni ne lo de bono belu myu ne the Mary Help of Christian ro maima rom to me ro thima sure ha ka the litany tema pala ra le sura bono da betima piantale solution Taungaya Kona said the Kunima Pop Pius Locore Pius Conatim Ngajim Yaugabono D Christian Ye Bue Lopimana Type Kuma Lepanton Sure Type Wema Mumata the Eitima Swin Christian Rea Bane Yinzania solution Yongji Chima Yimban Semu Kanyare Bono Eitima Between Swin Islamic Locore Ama Yahamintia Yongji Dubada to Alongu, the type Wegani, Naipuya address Palola solution, Yongji Dubada when Alongu, Saburigu, Yongji Gusasone, Sapuya address, what council care, no? And Taungaya, Conaset Kunima, the Merot the Guru Kuni Sama Chin Zang Bono, the miraculous Lilo Corre, the Gula Canabel, no? The type weka au min kere bono au min kete chao the hamin tia mero ye ka kwe sauma chin mero ye the battle gu tai khai pi chin sure hwa bono ai atwat chao the mero nama ro bwe nama Christian ro ku mai ma re sure bwe nama ko tu ka litany ma sa tin pi ro the la khere bono naw ta chet ma ja ro 1814မှာဒီယဟမင်းကြီးပြူပဲเนาะခုနှစ်ကြိမ်မြောက်ကNapoleon ရဲ့လက်ထက်ကနေထောင်ကနေဘယ်လိုပြောလဲ exile ပြည်နှင်ဒဏ်ခံရတယ်ပေါ့နော်အဲ့အချိန်မှာသူကနောက်တစ်ခါအသင်းတော်ကြီးကိုပေါ့နော်ယုံကြည်သူဘာသာသူတွေကိုဆုတောင်းဖို့စိတ်ပရိစိတ်ဖို့ရနောက်တစ်ခါပြန်တောင်းဆုလာခဲ့တယ်ပေါ့နော်ဆိုရင်အဲ့အချိန်မှာပဲ1814မှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီမေရော့ရဲ့ဂျာဝန်ဆုတောင်းပေးခြင်းကြောင့်ပေါ့နော်ဒီယဟန်မင်းကြီးကရောမမြို့ကိုဒီပြင်းနေတာကနေလွတ်မြောက်လာတဲ့အထိမ်းအမှတ်ပေါ့နော်ဆိုရင်မေလ24ရက်နေ့မှာသူကထွတ်မြောက်လာခဲ့တယ်အခါကျတော့နောက်နေ့မေလ24ရက်1815မှာသူကဒီခရစ်ယာန်တော်ကမိုင်းမတော်မတော်မေတော်သခင်မဆိုတဲ့ဘွဲနာမကို feast day အနေနဲ့အသင်းတော်ရဲ့ဗာလေကလန်ဒါမှာထည့်လာခဲ့တယ်ပေါ့နော်ဆိုရင်အဲ့ချိန်မှာ Don Bosco ကအမိရဲ့ဝမ်းထဲမှာရှိရပေါ့နော်အမိရဲ့ဝမ်းထဲမှာရှိတဲ့ခါကျတော့သူ့အမေကပေါ့နော်မမာဂရက်ကဒီ Mary Help Christian စီကိုမဖြစ်ရလဲပူဇော်ခဲ့တယ်ဆိုပြီးတော့လဲဆရာတို့ဖတ်ရတယ်ပေါ့နော်ဆိုရင်ပေါ့နော် selection မိသားစုမှာဆိုလို့ရှိရင်လဲပေါ့နော်ဒီသွားလိုက်မယ်ဆိုရင် Don Bosco နဲ့ပြန်သွားမယ်ဆိုရင် Don Bosco ကရန်နာမယ်ကြီးတာပေါ့နော်အိမ်မက်မှာဘာဖြစ်လဲဆိုလို့ရှိရင်သူရဲ့9နှစ်ရွယ်အိမ်မက်မှာ Don Bosco အိမ်မက်မှာသခင်ယေရှုဆိုတဲ့ဒီယူပါယုံကပေါ့နော်ဟိုကယူပါယုံကI give you a teacher ဆိုပြီးပြောခဲ့တယ်ပေါ့နော်ဆရာမတယောက်ကိုပေးခဲ့မယ်ဆိုပြီးတော့ဂတိပေးခဲ့တယ်ဒါတင်မကဘူးသူဒီသာသနာလုပ်ငန်းစတင်တဲ့နေ့ဟာဆိုလို့ရှိရင်ဒီ Mary Immaculate ဆိုတဲ့ပွဲနေ့မှာမနော်ဒီ oratory ကိုစတင်တဲ့ချိန်မှာဒီဂုဏ်ကျေးဇူးတော်မေတ္တာတပုံနဲ့ကိုသူစတင်ခဲ့တယ်ဆိုရင်အဲ့ချိန်ခါတော့ Don Bosco ခက်ခါတော့ဆိုရင်ဒီ Industrial Revolution လို့ခေါ်တဲ့ဒီစက်မှုထွန်းကားတဲ့ကာလမှာပေါ့နော်လူငယ်တွေကလည်းဘာဖြစ်လဲဒုက္ခမျိုးစုံတွေရင်ဆိုင်နေကြရတယ်နော်ဒီယုံကြည်ခြင်းမှာရောဘာသာပိုင်းမှာရောဒီနိုင်ငံရေးပိုင်းမှာရောဒုက္ခခက်ခဲတွေအများဆုံးရင်ဆိုင်ရတဲ့အချိန်မှာဒီ Don Bosco ကဒီခရစ်ယာန်တော်မိုင်းမရောမ်တော်မေရောတခင်မဆိုတဲ့ဆောင်ပုတ်အဝနီသူ့ရဲ့လူငယ်လေးတွေကိုဘာဖြစ်လဲမေရောစီလမ်းညွန်ပြီးတော့ကာကွယ်ဆောင်ရှောက်ခြင်းတွေယူဖို့ရအတွက်ပေါ့နော်သူကဘာဖြစ်လဲရပ်တည်ပြီးခဲ့တယ်ဆိုရင်Don Bosco ကျောင်းရဆက်အများကြီးမသွားတော့နော်ဆိုရင်နောက်တစ်ခုကကြတော့ Don Bosco ကသူ့ရဲ့ဘဝတစ်ခုလုံးကိုသူပြန်ကြည့်တဲ့အချိန်မှာတဲ့နော်သူ1800နှစ်ပေါ့နော်ဆိုတော့အသင်းကိုင်းကိုစတည်ထောင်မဲ့အချိန်မှာပေါ့နော် Salesian Sisterhood ဆိုတဲ့ဟာဖြစ်လာတယ်ပေါ့နော်အဲ့အချိန်မှာသူကဘာဖြစ်လဲဆိုလို့ရှိရင်a living monument of gratitude to
Mary Help of Christians ဆိုပြီးတော့နော်ဆရာတို့ဒီ Salvation Sister လို့လူသိများတဲ့ဟာတကယ်တမ်းတော့ဆရာတို့ရဲ့နာမည်အရင်းက Christian တို့အားမိုင်မတော်မူသောမေရောသခင်မ၏သမီးများဆိုတဲ့ဟာဖြစ်တယ်ဗောနော်ဆိုရင် Don Bosco ကသူပြောတယ်ပါစင် I wanted the FMA to be the living monument of my gratitude to the Mary Help of Christians နော်ကျွန်တော်အားတဲ့ကျွန်တော်ရဲ့ဒီChristian တို့Salvation Sister တွေကိုဗောနော်သူ့ရဲ့မေရောသခင်မပေါ်မှာရရှိထားတဲ့ကျေးဇူးတော်တဲ့အတွက်ကျေးဇူးဆက်တင်ခြင်းအနေနဲ့အသက်ရှင်နေတဲ့မှတ်တိုင်ရဲ့ဖြစ်သူကစန္ဒရှိတယ်ဆိုပြီးသူပြောခဲ့တယ်နော်ပြီးနောက်ဆုံးမှသူကပြောလဲ what we are what we have what we own to her နော်ဆိုDon Bosco က Salvation မိသားစုတစ်ခုလုံးအနေနဲ့ကိုဖြစ်လာတဲ့အရာကိုမှရှိတဲ့အရာအလုံးကမေရောသခင်မအကြောင်းဖြစ်လာတယ်ဆိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကိုနေ့အရွယ်မှာရောသူအမိဝမ်းထဲမှာဂရက်ကရောဒီသာသနာမီရှင်တစ်ခုစတင်တဲ့အချိန်မှာမေရောနဲ့ပဲသူစတင်လာခဲ့တယ်ဒီလိုပြန့်ပွားလာတယ်ဆိုတာ Don Bosco ကနော်ဒီအကြီးကြီးမိသားစုအကြီးကြီးတစ်ခုဖြစ်လာတယ်ဆိုတာမေရောသခင်မအကြောင်းသာသူဖြစ်တယ်ဆိုပြီးတော့သူပြောတာအဲကြောင့်ကျွန်တော်အားရစန္ဒတစ်ခုရှိတယ်ပေါ့နော်မသေးမပြောက်နိုင်တဲ့ဗာလဲအသက်ရှင်တဲ့မတ်တိုင်ကိုကျွန်တော်မေရောကိုဂျေဇုဆက်တင်တဲ့အနေနဲ့ပြန်ပေးခြင်းတယ်ဆိုရင်အသင်းတော်မှာပြန်ကြည့်လိုက်မယ်ဆိုရင် Popius the 5ကလည်း9ချိန်မြောက်ပြီး9ချိန်မြောက်လည်းမေရောရဲ့ကာကွယ်ဆောင်မချင်းတောင်ဒီလက်ပန်တုံဟာလားအဲ့စစ်ပွဲကနေအောင်တဲ့အတွက်ကြောင့်ဆိုလီတနီထဲမှာထဲလာတယ်လို့ Pope Pius the 7လို့ခေါ်ရဲပြီး9ချိန်မြောက်ကလည်းနပိုလီယန်ရဲ့ပြည်နေတိုင်ကနေလွတ်မြောက်လာပြီးတော့ဗာလဲမေရောသခင်မခရစ်ယာန်တို့မိုင်မရုံတော့မေရောသခင်မရဲ့ဗာလဲ feast day ကိုသူတီထောင်လာခဲ့တယ်နော်ထိုနည်းတူစွာပဲ Don Bosco ရဲ့သူ့ဘဝတစ်ခုလုံးသူပြန်ကြည့်တယ်အမိဝမ်းထဲမှာကရောဒီကိုနှစ်ရွယ်အိမ်မဲ့ရောတတလာလုပ်ငန်းတွေကိုသူစတင်တဲ့အချိန်မှာဗောနော်ဒီမေရောသခင်မရဲ့ကျေးဇူးတော်ကြောင့်ဒါတွေအားလုံးကဖြစ်လာတယ်ဆိုတာသူမြင်တွေ့တယ်ဆိုရင်ဒီကျေးဇူးတော်တွေအားလုံးကိုပြန်ဆက်ချင်တဲ့အနေနဲ့သူကမတ်တိုင်တစ်ခုကိုသူစောက်ခဲ့တယ်တဲ့နော်ပထမမတ်တိုင်ကဆိုလို့ရှင် the stone monument လို့ခေါ်တယ်နော် stone ဆိုကြောက်နဲ့စောက်တဲ့ဒီမတ်တိုင်အဲ့ဒါကဆိုလို့ရှင်ဒီအီတလီမှာရှိရပါနော် Basilica of Mary Help of Christians လို့ခေါ်တယ်နော်ဒီကျောင်းတော်ကြီး Mary Help of Christians ဆောင်ပုတ်နဲ့စောက်ထားတဲ့ကျောင်းတော်ကြီးကိုသူစောက်ထားတယ်ဒါပေမဲ့ Don Bosco ကသူ့ရဲ့ကျေးဇူးတင်ခြင်းကိုဒီလိုမျိုးကျောင်းတော်ကြီးတွေကျောင်းတော်ကြီးဆောက်တာနဲ့တင်သူအာရကျင်တတ်မှုမရှိသေးဘူးเนาะသူဆက်ပြီးတော့ပြန့်ပွားစေခြင်းတယ်မေရောသခင်မရဲ့ကုညီဆောင်မချင်းတွေပြန့်ပွားခြင်းတယ်မေရောသခင်မကိုချစ်မြတ်နိုးခြင်းတွေပြန့်ပွားခိုင်းစေခြင်းတဲ့အတွက်ကြောင့်1882ခုနှစ်မှာမနော်Zero Salvation တီလာရှင်များအသင်းကိုင်းကိုတည်ထောင်ခဲ့တယ်ဆိုရင်သူတည်ထောင်တဲ့အချိန်မှာသူပြောတယ်နော်Zero ကအသက်ရှင်တဲ့မှတ်တိုင်တွေဖြစ်ရမယ်လှုပ်ရှားသက်ဝင်နေတဲ့မှတ်တိုင်တွေဖြစ်ဟိုတဏှာထဲမှာပဲဒီတိုင်းနေရတဲ့ဟာမဟုတ်ဘူးဆိုပြီးပြနော်ဆိုရင်အဲ့ခါကျတော့သူပြောတယ်ဒီ Basilica of Mary Help of Christians မှာရတဲ့ကြောက်တုံးတစ်ခုချင်းစီတိုင်းရတဲ့ Don Bosco ကပြောနော် Every stone of the church was a grace of Mary တဲ့မေရောသခင်မပေးတဲ့ကျေးဇူးတော်ကြောင့်သာဒီ Basilica ကြီးကိုဆောက်လာနိုင်တယ်လို့ every affirmation ဒီ Salvation Sister တပါးချင်းစီတိုင်းဟာဆိုလို့ရှိရင်လေတဲ့နော် should be a thank you to Mary တဲ့မေရောသခင်မကိုကျေးဇူးတင်တဲ့အရာကျေးဇူးတင်ခြင်းဖြစ်ရမှာပေါ့နော်အဲ့လိုပြောရဆိုင်အခါကျတော့ Sister ကဒီနေ့မှာပြောချင်လဲဆိုလို့ရှိရင်ဒီဘွဲကိုပြင်ဆင်ရင်းနဲ့ပေါ့နော်စစ်စရောကဘာတဝမ်းလုံးမှာရှိတဲ့ Salvation Sister တွေရောအထူးသဖြင့်ဒီမြန်မာပြည်မှာရှိတဲ့ Salvation Sister တွေအတွက်ပေါ့နော်စွတောင်းပြရအောင်အထူးသဖြင့်ဘာအတွက်လဲသူတို့လည်းအမိမေရောသခင်မကဲ့သို့ပေါ့နော်အမိမေရောသခင်မကဲ့သို့မေရောရဲ့တရှိချင်းမေရောသခင်မဟာကျမ်းစာတော်မြတ်ထဲမှာတွေ့ရတဲ့အတိုင်းပဲသူ annunciation လို့ခေါ်တဲ့အမိန့်တော်ပြန်ပြီးတဲ့အချိန်မှာဘာဖြစ်သွားလဲဒီတိုင်းမနေဘူးဖခင်ရဲ့အမိန့်နေဖြစ်တော့မယ်ဟာလားဒီတိုင်းပဲနေတော့မယ်မနေဘူးเนาะသူကဘာဖြစ်လဲကိုညီလူတဲ့သူကို in haste လို့ခေါ်အလင်းအမြန်ကိုညီရန်သွားခဲ့တယ်ဘောနော်ဒီဟိုတောင်ကုန်းကိုသွားပြီးတော့သူအမဝင်ခွဲ Elizabeth ကိုကိုညီခဲ့တယ်ဒါကြင်မကဘူးကာနာမြို့လက်ထပ်ပွဲမှာလည်းဘယ်သူမှเนาะလက်ထအောင်နေမျက်စိဖွင့်အလိုမပြောစရာမလိုเนาะသူကနဲ့သူထသူတွေ့တယ်ဝိုင်မရှိတော့ဘူးဆိုတွေ့ပြီးတော့ဂျားဝင်ဖြန်ပြီးခဲ့တယ်လို့နော်ဆိုရင်စရောလည်းပဲမေရောရဲ့သမီးခရိယန်တို့အမိုင်းမတဲ့မေရောသမီးပြီးပြီနော်ဒီနေ့ဒီချိန်ခါမှာလူအပ်တဲ့သူတွေအများကြီးရှိတယ်နော်အကူကြီးလူအပ်တဲ့သူတွေအများကြီးရှိတယ်အမိန့်တော်ပြန်ပြရနဲ့ရက်တည်သွားတဲ့ဘဝတွေမဟုတ်ဘူးနော်အသက်ရှင်တဲ့မှတ်တိုင်ဆိုတာစက်ပြီးလှုပ်ရှားနေတဲ့မှတ်တိုင်တွေဖြစ်ရမယ့်ခါကျတော့ဒီလူအပ်တဲ့သူကို
ကိုညီဖို့သွားနိုင်တဲ့သူတွေမိမယ်တော်သခင်မကဲ့သို့ပြီးလို့ရှိရင်မျက်စိပွင့်ပြီးမြင်နိုင်တဲ့သူတွေဖြစ်နိုင်ရအတွက်လဲဆုတောင်းပြီးရင်းနဲ့ပေါ့နော်ဆက်လက်ပြီးတော့အထူးသဖြင့်ဒီအနာဒီယာနဲ့ပြည်နေတဲ့စီရိုမြန်မာနိုင်ငံပြည်ကြီးမှာဒီထက်မကပူရောအမေဗာလဲမိုင်းမတော်မူတော့မေတော်သခင်မရဲ့တမေးပီပီပေါ့နော်ကိုညီနိုင်တဲ့သူတွေဖြစ်နိုင်ဖွင့်ရအတွက်လဲဆုတောင်းပေးကြပါလို့တောင်းဆိုချင်တယ်နောက်တစ်ခုကြတော့ဗာဖြစ်ရလဲကဘာကြီးမှာပေါ့နော်ဒီ Pope Pius the Fifth တို့ပိစမကျင်းမြောက်ပြည်ဦးတို့စရမခုနတသမကျင်းမြောက်ပြည်ဦးတို့ ਨੇ ပြီးသွားတာမဟုတ်ဘူးเนาะဒီကဘာကြီးရဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့ပြဿနာတွေကဟုတ်ပြီလားခါကျတော့ဆက်လက်ပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်ဒီ novena လို့ချင်းရဖြင့်စစ်စဲတို့ဒီမှာရှိတဲ့သူတွေအားလုံးရောเนาะအမိမေတော်သခင်မရဲ့ဂျာဝင်ဆွတောင်းပေးခြင်းအပြင်အဓိကအဒီမြန်မာပြည်ကြီးမှာလူလားတောင်းတနေတဲ့ငိမ့်ချမ်းခြင်းเนาะတရားမျှတခြင်းတွေရရှိနိုင်ဖွင့်ရအတွက်လည်းဒီ novena လို့ချင်းဖြင့်ဆွတောင်းသွားကြရအောင်